အားလုံးပဲမင်္ဂလာပါ LTDF YouTube channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာ reset button အကြောင်းကိုပြပေးသွားမှာဖြစ်ပါတယ် reset button ဆိုတာကကြတော့ကျွန်တော်တို့ဒီ API response တွေကို consistent ဖြစ်ဖို့အတွက်သုံးတဲ့ design pattern တစ်ခုဖြစ်တယ်ပေါ့နော်ဒါကိုကျွန်တော်တို့ .NET မှာဘယ်လိုရေးကြမလဲဆိုတာကိုဆက်လောက်ထိုက်ကြည့်လိုက်အောင် Okay ဆိုတော့ကျွန်တော်ဒီမှာ base response တစ်ခုစောင့်မယ်ဒီကောင်ကကျွန်တော်တို့ generate ဖြစ်မယ်ဆိုတော့ပထမကောင်ကကြတော့ကျွန်တော်တို့ message တစ်ခုပဲလက်ခံတယ်ဒုတိယကောင်ကကျကျွန်တော် data ပါလက်ခံတယ်နော်ဆိုတော့ကျွန်တော် data မှာဖြစ်လာမယ်နောက်တစ်ခုကကျွန်တော်တို့ fail ပေါ့နော် Okay ဒီကောင်ကကြတော့ကျွန်တော်တို့ set က false data ကကြတော့ default ပဲဒီနေတာကျွန်တော်တို့လက်ခံထားတယ် data code data ဆိုကျွန်တော်နောက်ထပ်တစ်ခုက exception ဖြစ်မယ်နော်Okay ဒါဆိုရင်တော့ကျွန်တော်တို့ဒီ method တွေရှိမယ်ကျွန်တော်ပထမအဦးဆုံးတစ်ခုအနေနဲ့ဆက်ပေါ့နော်ဆက်ရှိမယ်ပြီးသွားရင်ကျွန်တော်တို့ဆက်ကိုမှကျွန်တော် message ပဲလက်ခံတဲ့ကောင်ပဲပြီးတော့ကျွန်တော် data လက်ခံတဲ့ကောင်ပဲပြီးရင်နောက်တစ်ခါကျွန်တော် fail ကိုဒီ message ရယ်ပြီးကျွန်တော်တို့ဒီ status code ပဲပေါ့နော်ဒီကောင်တော့ကျွန်တော်ရှိမယ်ပြီးရင်ဒီ fail ကြောင့်ကျွန်တော်တို့ global handler မှာကျွန်တော်နောက်ပိုင်းညရေသုံးဖို့အတွက်exception အတွက်ပေါ့နော် Okay ဆိုတော့ကျွန်တော်ဒီကောင်ကိုပြဖို့အတွက်ရေးစောင့်မယ်ကျွန်တော်တို့ပြီးသွားရင်ကျွန်တော်တို့ list တဲ့ပေါ့နော်ဆိုကျွန်တော်ဒီကောင်ကိုကျွန်တော်တို့ dependency လေးထုတ်မယ်ဒီကောင်ကျွန်တော် control ဆောက်မယ်API version နဲ့API version ကိုကျွန်တော် video တစ်ပုံးမှာတခြားပြပြထားတယ်တကယ်လို့မကြည့်ရသေးဘူးဆိုတော့ကြည့်လို့ရပါတယ်ကျွန်တော် comment မှာ link ထည့်ထားပေးပါမယ်ဒီမှာဆိုကျွန်တော်တို့ခုနတော့က customer စားမယ်ပေါ့နော်
ဆိုတော့ကျွန်တော်ဒီမှာဆိုရင် for customer customer survey တွေက that list ပြီးသွားရင်ကျွန်တော်ဒီမှာ for ကျွန်တော် result ပါနော် result ဆိုလည်းရတယ်ကျွန်တော် response ဆိုလည်းရတယ်ပြီးရင်ကျွန်တော်တို့ base response တော့ကျွန်တော်တို့ဒီကောင်က list customer model ဖြစ်မယ်တော့ဆက်ပါနော်တက်ဆက်လာပေးရမယ်โอเคဒါဆိုတော့ရပါပြီပြီးနောက်တစ်ခုကကျွန်တော် create ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ survey တွေက10 okay เนาะကျွန်တော်တို့ okay ပါတော့ base response ဆိုဒီကောကျွန်တော်တို့တန်ပြီးပဲထည့်ရမယ်ပြီးဆက်ပါเนาะ okay ဒါဆိုရင်တော့ကျွန်တော်တို့ရပြီ okay စမ်းကြည့်အောင်ကျွန်တော်တို့ create လုပ်ကြည့်မယ်โอเคဒါဆိုဒီမှာကျွန်တော်တို့ရဲ့ result pattern တိုင်းပဲပြန်ပေးရယ်status code ရယ်ကျွန်တော်တို့ is set က true message ဆက်ဆက်ကျွန်တော် data ကတော့မပါဘူးပေါ့နော်ဒါဆိုကျွန်တော် data ဆွဲထုတ်တဲ့ကောင်ပါဒါကျွန်တော် data မှာပါလာပါလိမ့်မယ်โอเคဒီကောင်ကျွန်တော်တို့ဟောပါနော် Pascal ကျွန်တော် Pascal case ပြောင်းနေတယ်ဆိုလို့ရှိရင်ပြောင်းလို့ရတယ်အဲဒါကျွန်တော် controller မှာโอเคဒါဆိုတော့ရပါပြီကျွန်တော်ပြောရကြည့်အောင်create လုပ်လိုက်မယ်โอเคဒါဆိုကျွန်တော်တို့ဒီ response ရတယ်ပြီးရင်ကျွန်တော်တို့ get list ထုတ်ကြည့်မယ်โอเคဒါဆိုတော့ဒါကျွန်တော်တို့ result pattern ဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်